နေထွက်လာတဲ့အခါနေဝင်သွားတဲ့အခါနေမင်းကြီးရဲ့အယောင်ကဘာအယောင်လဲသူရင်နေမင်းကြီးကထုတ်လွှတ်လိုက်တဲ့နေရောင်ဟာလှိုင်းလျာအမျိုးမျိုးနဲ့မတူကွဲပြားတဲ့ရောင်စင်တွေနဲ့ပေါင်းစပ်ထားတယ်ဆိုလာကမိုးဆက်မင်းသိတယ်နော်အေးပါကွာမင်းဖြုတ်ပြထားလို့ငါသိပါတယ်သူရင်ကဆက်ရှင်ပြတယ်ဟုတ်တယ်နေထွက်ချိန်နဲ့နေဝင်ချိန်ဒီမှာနေမင်းကြီးရဲ့အယောင်ဒီကအနီရောင်လိမ်မောရောင်အဝါရောင်တွေပဲကြံပြီးကျွန်တော်တို့စီရောက်လာတယ်ပျောက်ကွင်နေအယောင်ဒီကဘာအယောင်ဒီထိမလဲတငယ်ချင်းတို့ကောင်းကင်ကလိမ်မောရောင်အနီရောင်ပန်းရောင်လှလှပပဖြစ်သွားလေအဲ့ဒါနေဝင်ချိန်ပါတီအဆုံးသက်ပွဲပဲမိုးဆက်ကောင်းကင်မှာနေထွက်ချိန်နဲ့နေဝင်ချိန်မှာနေမင်းကြီးအနီရောင်သို့မဟုတ်လိမ်မောရောင်ညီညိုရောင်ဖြစ်နေရတဲ့အကြောင်းရင်းကအဖျားရောင်ဒီအနားယူတော့အခြားရောင်ဒီအလားဆုံးပေါ်လာတာတဲ့နေထွက်နေဝင်ချိန်မှာတော့နေမင်းကြီးကကဘာမြေရဲ့အလျားလိုက်အနေထားထက်အလွန်နှင်းတဲ့နေရာမှာရှိနေတော့နေရောင်ကြီးဟာလေထူးတွေကနေကဘာမြေပေါ်ကိုရောက်ဖို့ပုံမှန်ထက်အစားပေါင်းများစွာခရီးဝေးဝေးဖြစ်တန်းရပါတယ်အဲ့ဒီအခါအပြားခရမ်းအစိမ့်စတဲ့လှိုင်းတူတွေအကုန်လုံးဖြန့်ကျက်ပြောက်ကွဲသွားတယ်အပြာရောင်ကအများဆုံးပျောက်သွားပြီးကြန့်ရှိနေတာကလှိုင်းလျာရှိတဲ့အနီးလိမ်မောအဝါစားတဲ့အယောင်တွေပဲဖြစ်ပါတယ်။လှိုင်းလျာရှိတဲ့အနီးလိမ်မောအဝါစားတဲ့အယောင်တွေကဖြန့်ကျက်ခံရတာနေတဲ့အတွက်တိုက်ရိုက်ကျွန်တော်တို့မျက်စိကိုရောက်လာနိုင်တယ်။ဒါကြောင့်နေမင်းကြီးအနီရောင်တို့မဟုတ်လိမ်မောနီဖြစ်ပြီးကောင်းကင်မှာအလားဆုံးစီစာအယောင်တွေပေါ်လာရတာပါ။တခါတလေမီခိုးတွေဖုံးမှုတွေညရင်ပြီးတော့မီးတောင်ပေါက်ကွယ်တဲ့ရက်တွေမှာအနီရောင်ကပိုပြင်းထန်လေးရှိပါတယ်။မြန်မာနိုင်ငံမှာလည်းနေဝင်ချင်းစီစာအလားကအရန်လာတာဒီအကြောင်းကြောင့်ပါတယ်။အကျူးတစ်ချက်ပကံရင်ညနေစီစာအလားပေါ့ကွာ။သူရင်ရှင်ပြတာကိုမိုးစကကျင်းနေသွားတယ်။တငယ်ချင်းတို့တော့နေထွက်လင်ဝင်ဖြစ်ပေါ်နေတဲ့အလားတရားကိုကြည့်မိကြလား။မိုးစကနနက်ခင်းနေထွက်ချိန်မှာတခါတလေနေမင်းကအဖြူရောင်ဖြစ်နေတာလေတွေ့ရတတ်ပါတယ်လို့ပြောတဲ့အခါသူရင်ကအဲ့လိုကြုံတွေ့ရတာကညာဘက်လေထူးဆန့်စင်နေလို့ဖြစ်ပါလေဒီဖြစ်စဉ်ကကဘာပေါ်ကနေရာတိုင်းမှာအတူတူပဲမိုးဆက်တင်ငယ်ချင်းတို့တော့ဘယ်အယောင်ကိုအကျိဆုံးလေဖြစ်ခဲ့ပြပါအောင်ခင်ဗျာ